ဝင်းအောင်ချစ်သူတွေကကြာလီဝေးလီပဲလို့ပြောကြပါတယ်ဒါပေမဲ့ကျွန်တော်ပြောပါမယ်အဲ့ဒါလုံးဝမှားပါတယ်အဝေးရောက်နေတဲ့ချစ်သူတွေပြတ်သွားကြတာမိုင်မောင်းများစွာဝေးကွာနေတဲ့အကွာဝေးကြောင့်မဟုတ်ပါဘူးစိတ်ချင်းဝေးကွာသွားကြလို့ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့အဝေးရောက်ချစ်သူ90%လမ်းခွဲသွားရတဲ့တကယ်လက်သက်တရခံ3ခုကိုကျွန်တော်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျားတို့ရဲ့ relationship ကိုကယ်ရီညင်နေဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့လိုပါလိမ့်မယ်ကျွန်တော်နာမည်ကတော့အကာမင်းပါ NERS တွေမှာအချိန်ပေးတယ်ဆိုတာဖုံးပြောချိန်နေတာများတာနဲ့မဆိုင်ပါဘူးတချို့တွေရရှိပါတယ်ဖုံးတော့ပြောနေတာပဲဒါပေမဲ့တစ်ဖက်မှာ game ဆော့နေမယ် Facebook ပို့နေမယ်ဒါမှမဟုတ်အခြားအလုပ်ကိစ္စတစ်ခုခုလုပ်နေမယ်ဟုတ်လားဒီလောက်ပဲဖြည့်နေမယ်ဆိုလို့ရှိရင်တစ်ဖက်လူကဘယ်လိုခံစားရမလဲသူကငါ့ကိုစိတ်ဝင်စားတော့ဘူးငါကအရေးမပါတော့ဘူးလို့ခံစားရစေပါတယ်လူချင်းဝေးကနေချိန်မှာအရေးကြီးဆုံးကတယောက်နဲ့တယောက်ပြောနေတဲ့အချိန်လေးမှာဘလောက်အာရုံစိုက်တာလဲဆိုတာပါပဲ9မိနစ်ပဲပြောရအဲ့ဒီ9မိနစ်မှာသူ့ကဘာတွေကိုကိုရောက်သွားဖို့လိုပါတယ်ဒါမှစိတ်ချင်းနှီးစက်တယ်လို့ခံစားရမှာပါဒုတိယအချက်ကတော့အဝေးရောက်ချစ်သူတွေရဲ့အဆိုးအဝါးဆုံးရန်သူဖြစ်တဲ့တန်တရားစိတ်ပါပဲကိုချစ်သူကကိုမျက်စိအောက်မှာမရှိတဲ့အခါမက်ဆေ့ပို့တာနည်းနည်းလေးနောက်ကျသွားတဲ့အခါစာဖတ်ပြီးတော့စာမပြန်တော့တဲ့အခါမှာကျွန်တော်တို့ခေါင်းထဲကိုအတွေးပေါင်းစုံဝင်လာတတ်ပါတယ်သူဘယ်သူနဲ့ရှိနေမလဲဘာလုပ်နေမလဲငါ့ကိုလိန်နေတာလားဆိုတဲ့အတွေးတွေပေါ့ဒီလိုတန်တရားဝင်လာတဲ့အခါအခြားတစ်ဖက်ကလူကလည်း emotional safety လို့ခေါ်တဲ့ကျွန်တော်တို့ဘက်ကိုစိတ်လုံခြုံမှုမပေးနိုင်ဘူးဆိုလို့ရှိရင်ကိုကလည်းအရန်စိတ်ကူးရင်ပြီးတော့လိုက်ချုပ်ချင်နေမယ်ဆိုလို့ရှိရင်အဲ့ဒီဆက်ဆံရေးကအကွဲလာပါပြီယုံကြည်မှုမရှိရင်ဘယ် relationship မှာရှေ့ဆက်လို့မရပါဘူးနောက်ဆုံးနဲ့အရေးကြီးဆုံးချက်ကတော့မရေရတဲ့ဆောင်နိုင်ခြင်းပါပဲအဝေးရောက်ချစ်သူတွေဆိုတာကခရီးတစ်ခုကိုသွားနေတာနဲ့တူပါတယ်ဘာလို့ပြန်ဆောင်ကြမလဲရှေ့ဆက်ဘာလုပ်ကြမလဲဆိုရဲအစီအစဉ်တွေရှိနေဖို့လိုပါတယ်ဒီလိုမှမရှိဘူးဆိုလို့ရှိရင်စောင့်ရတာမောလာတတ်ပါတယ်ရည်မှန်းချက်မရှိဘဲနဲ့ဒီတိုင်းပဲတရွေ့ရွေ့ဆက်နေမယ်ဆိုရင်ကြာလာတဲ့အခါမှာဘာအတွက်ကြောင့်ဒီလောက်ပင်ပန်းခံနေရမလဲဆိုပြီးတော့လက်လျှော့ရှည်စိတ်တွေပေါ်လာပါလိမ့်မယ်တူညီတဲ့ပန်းနိုင်မရှိခြင်းကအဝေးရောက်ချစ်သူတွေရဲ့အစိတ်အတောက်ပါပဲအကွာဝေးဆိုတာကလူနှစ်ယောက်ကိုရုပ်ပိုင်းဆိုင်ရာခွဲခြားနိုင်ပေမဲ့နားလည်မှုနဲ့ယုံကြည်မှုခိုင်မာနေလို့ရှိရင်ဘယ်မိုင်မောင်းအရေးအတွက်ကမှခင်ဗျားတို့ရဲ့အချက်ကိုမပြုတ်ခွင်းနိုင်ပါဘူးအခုပြောတဲ့အချက်၃ချက်တည်းကခင်ဗျားတို့ဇုံလွယ်ကြမှာဘယ်ချက်ကအဓိကပြဿနာဖြစ်နေမလဲကွန်မန့်မှာဆွေးနွေးပေးခဲ့ပါအောင်ဗျအပေါ်မှာပြောခဲ့မှုတဲ့အချက်၃ချက်သလုံးနဲ့ခင်ဗျားတို့ relationship ကကိုက်ညီနေမယ်ဆိုလို့ရှိရင်တော့ပြည့်စဲဖို့ရာခိုင်နှုန်းက90%လောက်ကျင်းတင်နေပြီဖြစ်ပါတယ်